ကမ္ဘာပေါ်မှာနှိမ့်ချတက်ဆုံးကစားသမားသို့မဟုတ်စာရီယိုမာနီပရိသတ်များဝဲမိန်လာဗျာ CCI ဘက်ကွန်ရှီကိုအေဂျင့်မှာကနေပြန်လဲကြိုလိုက်ပါရင်စာရီယိုမာနီဟာကမ္ဘာပေါ်မှာနှိမ့်ချပြီးနေတတ်တဲ့ဘောလုံးမတစ်ယောက်ဖြစ်ပါတယ်စီလီကောလေဘေးစင်အန်ဆာတင်အတိုင်းဆင်မူစာရီယိုမာနီဟာဘောလုံးလောကရဲ့ထိန်ဆုံးမှာရှိတဲ့ကစားသမားတွေကတယောက်ဖြစ်ခဲ့ပေမဲ့လည်းသူ့ရဲ့ပိုင်းဆိုင်မှုတွေကိုစင်ရနွယ်ပါသူများထံအမြဲတမ်းပြန်လဲပေးဆက်နေတဲ့သူတယောက်ဖြစ်ပါတယ်နာမည်ကျော်ဘောလုံးသမားတွေဟာနှိမ့်ချဆက်ဆံတတ်သူတွေဖြစ်ပါတယ်အလှူဒန်းရရောတာတွေမိမိရဲ့ပရိသတ်တွေကိုလေးလေးစားစားဆက်ဆံတာတွေကိုမကြာခဏဆိုရှယ်မီဒီယာစာမျက်နှာထက်မှာမြင်တွေ့ရလိမ့်ရှိပါတယ်။ဒါပေမဲ့မာနီကလည်းနှိမ့်ချဆက်ဆံတတ်သူပြီးမကြာခဏဆိုလို့အလှူအတန်းတွေလုပ်လို့ရှိပါတယ်။ဒါပေမဲ့သူကဒီလိုကိစ္စရက်တွေကိုဆိုရှယ်မီဒီယာမှာတင်ရတာကိုကြိုက်နေတဲ့ခြင်းမရှိတာကြောင့်လူတည်နေနေတာဖြစ်ပါတယ်။မာနီရဲ့ဘဝခံယူချက်ကလည်းလေးစားစရာပါ။ Ferrari ကား10စီးစိန်တိုင်းအလုံး20ကိုပိုင်ကျက်လင်နဲ့ဆင်းပိုင်တော့ကိုဘာလို့ရမှာလဲ။အဲ့ဒါတွေကိုကျွန်တော်အတွက်မလားမလုပ်ပေးနိုင်ဘူး။ဇင်ခံပစ္စည်းတက်ပါပဲကျွန်တော်တို့အပြိုင်ကားတွေအိမ်အကြီးကြီးတွေကိုပိုင်လေရင်တွေကိုထုတ်ကြွားနေဖို့မလိုဘူးကျွန်တော်ကဘွာကြီးကပေးထားတဲ့ပိုင်းဆိုင်မှုတချို့တစ်ဝက်ကိုကျွန်တော်လူတွေကိုပြန်ပေးနေရတဲ့နေဂျင်းနဲ့ပါတယ်ဆိုပြီးတော့ပြောဆိုခဲ့မှုပါတယ်ဒါလည်းမကသေးပါဘူးနာမည်ကျော်ဘောလုံးမားတွေဟာသူတို့လိုချင်နေတဲ့ဘွာကိုဘယ်လိုဖြတ်တန်းနေရလဲသူတို့တွေဘယ်လောက်ထိကြွားချမ်းသာနေလဲဆိုတာကိုဆိုရှယ်မီဒီယာတွေဖြစ်တဲ့ Facebook Instagram X2 ကနေတဆင့်ကြွားဝါထုတ်လို့ရှိပါတယ်နာမည်ကျော်ဘောလုံးမားတွေမှာဆိုရှယ်မီဒီယာထက်မှာဈေးကြီးလုံးတဲ့ကားမျိုးစားစုတိုင်းမှုတွေဂျော်ဒန်ဖနက်အပြည့်ထည့်ထားတဲ့အခန်းထဲမှာတပ်ပုံရိုက်တာတွေဈေးကြီးပြီးတော့လူချမ်းသာတွေသာတွားရောက်နိုင်မဲ့ဇင်ခံနေရာသွားတာမျိုးတွေကိုမကြာခဏဆိုလို့တင်လေးရှိပါတယ်။မာနီကတော့သူ့ရဲ့အားလဲရက်တွေကိုတော့သူ့ရဲ့မွေးရမြေဖြစ်တဲ့စီနီဂေါနိုင်ငံတွေကလူတည်နေတဲ့နေရာတစ်ခုဖြစ်တဲ့လူဦးရေ2000ဝန်းကျင်သာရှိတဲ့ဘုံဘယ်လီမှာပဲဖြစ်တန်းလေးရှိသူဖြစ်ပါတယ်။ဆာရီယိုမာနီဟာဘယ်တော့မှဘဝမေးတဲ့ကစားသမားတစ်ယောက်မဟုတ်ပါဘူး။သူဘယ်ကနေလာလဲဆိုတာကိုသူ့စိတ်ထဲမှာကောင်းကောင်းကြီးသိရှိထားပါတယ်။သူကောင်းစားနေတယ်လို့သူ့ရဲ့ပတ်ဝန်းကျင်ကလူတွေကောင်းစားတာကိုလည်းမြင်တွေ့ခြင်းသူတစ်ယောက်ဖြစ်ပါတယ်။သူဟာသူ့ရဲ့မွေးရမြေကလေးတွေအတွက်ကြောင်းဆောက်ပေးတာတွေဘောလုံးဝင်းဆောက်ပေးတာတွေကိုပြုလုပ်ပေးခဲ့တဲ့အပြင်လေဘောင်းနဲ့အတူ2019ခုနှစ်တုန်းကချန်ပီယံလိဖိုင်နယ်မှာဗိုလ်ဆွဲခဲ့ပြီးတဲ့နောက်လေဘောင်းအသင်းရဲ့ဂျာစီအထည်3000ကိုမွေးရမြေကကလေးတွေစီဝင်ငှပေးခဲ့ပါသေးတယ်။သူဟာလားစင်လာတိုင်းရရှိရလားစာကိုသူ့ရဲ့မိသားစုကိုပြန်လည်အပ်နှင်လေးရှိသူဖြစ်ပြီးသူပွေဝေးတဲ့ငွေဟာမွေးရမြေကလူအယောက်400ကောင်းကောင်းမွန်မွန်စားတောက်လို့ရနိုင်ပါတယ်။ပုံမလီမှာမာနီဟာဘရင်တယောက်လိုပါပဲ။အာဖရိကအကောင်ဆုံးစားမစုတွေကိုရရှိခဲ့ဘူးပေမဲ့မာနီဟာဘယ်တော့မှဘဝင်မြင်သွားတဲ့ကစားသမားမျိုးမဟုတ်ပါဘူး။မာနီကလက်ရှိအချိန်မှာအန်ဆာအသင်းမှာတနစ်လောက်ခလာစာယူရိုတန်း40ဝန်းကျင်ရရှိနေသူဖြစ်ပါတယ်။ဒါပေမဲ့သူဟာဇင်ခံကားတွေနောက်ဆုံးပေါ် iPhone တွေကိုပိုင်ချက်လီရင်တွေနာမည်ကြီးနိုင် brand တွေကိုဝယ်ယူမဲ့အစားငွေရမြေကိုပဲပြန်လဲထောက်ပံ့ခဲ့သူဖြစ်ပါတယ်။လေဘောင်းမှာရှိနေစဉ်တော့ကဆိုရင်ချန်ပီယံလိဖိုင်နယ်မှာလေဘောင်းတို့ပို့ဆွဲခဲ့ပြီးတဲ့နောက်အသင်းပိုင်ရှင်ကနောက်ဆုံးထွက် iPhone တစ်လုံးစီလက်ဆောင်ပေးခဲ့ပေမဲ့မာနီကတော့သူ့ဖုန်းကိုသူ့တငယ်ချင်းဖြစ်သူတန်လက်ဆောင်ပြန်ပေးလိုက်ပြီးတော့သူကတော့မြန်မာငွေ2သိန်းလောက်ပဲတန်တော့တဲ့ဖုန်းဟောင်းလေးကိုကန်ခဲ့သူဖြစ်ပါတယ်။အန်ဆာကိုပြောင်းရွှေ့တော့လေအားလုံးကမာနီကိုငွေမဲ့တယ်ဆိုပြီးဆွဆွဲခဲ့ကြပေမဲ့စီနီဂေါသားလေးကတော့မွေးရမြေကိုပုံမထောက်ပံ့နိုင်မှုအတွက်ပြောင်းရွှေ့ခဲ့တာဖြစ်ကြောင်းပြန်လည်ရှင်းပြလာခဲ့တာဖြစ်ပါတယ်။ဘာဖြစ်ဖြစ်မာနီဟာဘောလုံးလောကထဲမှာရှာမာရှားတဲ့ပရာဟိတဘောလုံးမတစ်ယောက်ဖြစ်ပါတယ်။မွေးရမြေအတွက်မာနီဟာသူ့ရဲ့ဘဝကိုဘောလုံးလောကထဲမှာနှစ်ပေါင်းများစွာပေးဆက်ခဲ့သူလည်းဖြစ်ပါတယ်။ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့ပါပဲ။နောက်နေ့မှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြားတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ။